အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့စင်ငယ်တွေအတွက်မိမိရညကအထူးရတရားဆိုတဲ့စောင်းမလေးအကြောင်းကိုဘဟုသုတရဝယ်ပြောရှင်းပွဲရအဖြစ်တင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်အခုကောင်မလေးတွေစပီတီတွေဘာလို့လိုက်ဝယ်နေကြရလဲဘာလို့ခွန်အောက်မှာစားဖို့ပြောနေကြတာလဲဆိုပြီးစဉ်းစားလိုက်တော့ဒီစောင်းမလေးကိုဖတ်ဖြစ်ဖို့စိတ်ကူးမိတာပဲဖြစ်ပါတယ်ရှင်ခုဆိုရင်ကျမတို့ဟာ2025ရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်နေပါပြီ။ဒီဇင်ဘာ30ရက်လုံးနေ့မျိုးမှာလူတိုင်းကနှစ်သစ်အတွက်စူတောင်းတွေကိုစီနဲ့ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။တချို့ကစီးပွားရေးတချို့ကကျန်းမာရေးအတွက်စူတောင်းကြပြီမဲ့လူငယ်တွေအများဆုံးစိတ်ဝင်စားနေကြတာကတော့အချစ်ရေးပါပဲ။နောက်နှစ်မှာတယောက်တည်းမဖြစ်ချင်တော့ဘူးအချစ်စစ်နဲ့အဆုံးမြင်နဲ့ဆိုတဲ့သူတွေအတွက်ကဘာတဝမ်းမှာခေတ်စားနေတဲ့ပျော်ရွှင်စရာရေဒါလေးတစ်ခုအကြောင်းကိုဒီနေ့မှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့နယူးရီးယားညတကောင်ရံမှာစပီတီ12လုံးစားတဲ့ဒလေးပါပဲမူရင်းကတော့စပိန်နိုင်ငံကဆင်းသက်လာတာဖြစ်ပြီးတော့စပီတီ12လုံးဟာရှေ့လာမဲ့နှစ်ရဲ့12လလုံးကိုကိုစားပြုပါတယ်တကောင်ရံ12နာရီတီမှာနာရီတစ်ချက်တီးတိုင်းစပီတီတစ်လုံးစီကိုအချိန်မီအောင်စားနိုင်ရင်လာမဲ့12လလုံးကန်ကောင်းမယ်လို့ယူဆကြပါတယ်ဒါဟာတစ်နှစ်ပတ်လုံးအဆရရအဆင်ပြေစေဖို့အတွက်အေဂျင့်နဲ့အစပြုမှုတစ်ခုလည်းဖြစ်ပါတယ်ဘာလို့ခုံအောက်မှာစားကြတာလဲဆိုတော့အခုနောက်ပိုင်း TikTok နဲ့ Social Media တွေမှာထူးထူးခြားခြားခေတ်စားလာတာကတော့ခုံအောက်ဝင်ပြီးတော့စပီတီစားခြင်းမှာဘာလို့ခုံအောက်ဝင်ရတာလဲဆိုရင်ဒါဟာအချစ်ရေးအတွက်အထူးစီရင်တဲ့ရတရားလို့လူငယ်တွေကယုံကြည်ကြလို့ပါမိဝီရညမှာခုံအောက်ဝင်ပြီးတော့စပီတီစားရင်လာမယ့်နှစ်တင်မှာကိုယ့်ကိုတကယ်ချစ်တဲ့သူစိုးမိတ်နဲ့စုံစည်းရတတ်တယ်လို့ယူဆကြပါတယ်ဒါဟာအမောင်တွေကနေအလင်းကိုရှာဖွေတာဒါမှမဟုတ်လှုပ်ဝက်တဲ့အချစ်စစ်ကိုရှာဖွေတွေးရှိခြင်းဆိုတဲ့နိမိတ်ကိုဖော်ဆောင်တာပဲဖြစ်ပါတယ်ဒီရတရားကိုလုံးမယ်ဆိုရင်စိတ်ထဲကနေလေတကယ်ကိုအေးအေးချမ်းချမ်းနဲ့ဆူတောင်းဖို့လိုပါတယ်စပီတီတစ်လုံးစီစားတိုင်းမှာကိုဖြစ်ချင်တဲ့အချစ်ကြီးကိုလက်တွဲချင်တဲ့လက်တွဲဖို့ပုံစံကိုစိတ်ထဲကနေရည်မှန်းရပါတယ်တဲ့အခုလိုဒီဇင်ဘာလကုန်ပိုင်းမှာရာသီဥတုကလည်းတဝန်းလုံးတာယာနေတာကြောင့်ကြည်လင်တဲ့စိတ်ထားနဲ့လှုပ်ဆောင်ရင်ပို့ပြီးတော့အကျိုးထူးတတ်တယ်လို့ဆိုပါတယ်။ဒါဟာအပျော်သဘောလှုပ်ဆောင်တာပဲဖြစ်ဖြစ်ယုံကြည်လို့လုပ်တာပဲဖြစ်ဖြစ်နှစ်သက်မှာစိတ်တည်လူတင်တဲ့ပျော်ရွှင်စရာအစပြုမှုတစ်ခုဖြစ်မှာသိကြပါတယ်။2026မှာလူပြိုကြီးအပြိုကြီးတွေအားလုံးအချစ်စစ်နဲ့စုံစည်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်ကြီးရောဒီနှစ်ယူရညမှာခေါင်းအဝင်မှုပြင်ဆင်ထားကြပြီလားရှင်။ကိုယ့်ရဲ့စင်ငယ်တင်ငယ်ချင်းတွေကိုလည်းဒီဗီဒီယိုလေး share ပြီးတော့လူစုလိုက်ပါအောင်နော်။အားလုံးပဲနှစ်သက်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။အခုလိုတာရတဲ့အဆောင်ညာလေးမှာဒီရရလေးကိုလှုပ်ကြည့်ဖို့လည်းမမေ့ပါနဲ့နော်။နောက်ထောင်မေးခဲ့ကြတဲ့တငယ်ချင်းအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရရှင်။